ကျွန်တော်ပေါ်ကြပါဒီနေ့နော်ကျွန်တော်ပုံကိုဆက်ပြီးဆွဲကြည့်လိုက်အောင်ဆိုတော့ကျွန်တော်ပါရှိမယ်ဆိုလို့ရှိရင်ကျွန်တော်လည်း5ကိုလည်းကြည့်ရတယ်နော်ဆိုလို့ရှိရင်ဒီကောင်တော့နောက်တစ်နေ့ကကျွန်တော်နောက်2ပုံလည်းကျွန်တော်ဖန်တီးပြီးဒီပုံစံတိုင်းမှာပဲကျန်တဲ့ကောင်တွေလည်းဒီထုံးလေးတွေဆိုတာကျွန်တော်2ပုံလည်းဖန်တီးမယ်ပေါ့နော်ဆိုလို့ရှိရင်အဲဆိုဒီနေ့ကိုဘာလို့တောင်းရလဲဆိုတော့ကျွန်တော်တက်မှာပို့လေးကိုနေအောင်ပါတော့ဆိုလို့ရှိရင်အပြားကြီးတက်တက်ဖြစ်နေခြင်းတဲ့အတွက်ကြောင့်တကယ်လို့မျက်နှာပြင်တစ်ခုထည့်လိုက်လို့ရှိရင်ပို့လေးကိုနေနှစ်ဆတက်သွားမှာကျွန်တော်တို့လာဖို့ဘာလို့ဆို object တွေအများကြီး sensor မှာရှိနေတဲ့ polygon ဒီတစ်ခုနဲ့အများကြီးဖြစ်နေမယ်ဆိုတော့ကျွန်တော်သိအဆင်မပြေတော့ဘူးဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဘာလို့မလဲဆိုလို့ရှိရင်ကျွန်တော် shift ကို right click နဲ့ကျွန်တော်တို့ h2 ကိုကျွန်တော်တို့ slash လောက်မယ်နော်ဆိုလို့ရှိရင် h2 ကို slash လောက်မယ်ဒီနေရာမှာတော့ကျွန်တော်တို့ဗာလဲ z window အတိုင်းပဲဒီကောင်နည်းနည်းလေးပေါ့နော် command J အတိုင်းပဲအဲ့မဲ့ဒီ h2 မှာပေါ်လာတဲ့ option တွေကြောင့်ကျွန်တော်သိကြအသေးစိတ်မရှင်းသေးပါဘူးဒါတွေကလည်းတစ်ခါလေးကြားလို့ရှိရင်စောစောချင်းဆွဲရလို့လည်းသိကြရှင်းလို့ရှိရင်တော့ဆက်ရှုပ်ထွေးလိမ့်မယ်အဲ့တော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ခါပဲကျွန်တော် h2 ထပ်လုပ်တယ်ဒီခါမှာလည်းကျွန်တော်ပါလဲဆိုလို့ရှိရင် zero ရိုးအတိုင်းပဲကျွန်တော်အပေါ်နည်းနည်းလေးဆွဲတယ်နော်ဆိုလို့ရှိရင်အဲ့တော့ဘာလို့ဆွဲတင်ရမလဲဆိုတာခင်ဗျားတို့ရဲ့သဘောတိုင်းပဲဒါပြတ်မှမရှိဘူးဆိုတော့ချင်းမြင်းညောင်နဲ့ရှုံထွေးနေဖို့ပဲအရေးကြီးတယ်အဲနောက်တစ်ခုကလည်းဒီတိုင်းပဲကျွန်တော်တို့ဆိုလို့ရှိရင်နော်5ကိုနေကြည့်ဒီတိုင်းပဲကျွန်တော်နောက်ထပ်တစ်ခါ h2 3ခါလုပ်တဲ့ဘောပါဒါပေမဲ့ဒီတစ်ခါနောက်ဆုံးတစ်ခါမှာတော့ h2 ကဒီဘက်နဲ့လည်းကြော်မသွားစေနဲ့ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ရပြီဒီကောင်ဒီလိုရနောက်တစ်ခါနောက်တစ်ချက်ကကျွန်တော်ဒီဘက်မှာနောက်ဆိုလို့ရှိရင်ဒီဥစ္စာပေါ့နော်ဆိုရင်ဒီကောင်ကကျွန်တော်ဘာလို့ဆိုလို့ရှိရင်မှန်တစ်ခုအနေနဲ့ပဲကျွန်တော်လိုချင်တဲ့အတွက်ကြောင့်ဒီဥစ္စာကိုကျွန်တော်ဖြုတ်ထုတ်လိုက်မယ်ပြီးတော့မှပြန်တက်နော်ဆိုလို့ရှိရင်ဖြုတ်ထုတ်လိုက်ပြန်တက်လိုက်နေတော့ခင်ဗျားတို့မြင်ရှုပ်သွားလိမ့်မယ်ထင်တယ်ဆိုလို့ရှိရင်အဲ့က shift ကိုနေပါ right click နဲ့ပါလို့မယ်ဆိုလို့ရှိရင် extract ပေါ့နော် extract ဆိုတော့ extract face ဆိုကျွန်တော်ဖြုတ်ထုတ်လိုက်တဲ့အခါမှာဒီမှာဆိုရင်သူ option ကိုပေးတယ်ဒါပေမဲ့ကျွန်တော်နည်းနည်းကြည့်နေရတယ်ဒါပေမဲ့ကျွန်တော်ဒီတိုင်းပဲထားဆိုလို့ရှိရင်ပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ window ရဲ့ outliner เนาะဆိုတော့သူကတော့ layer outliner အနေနဲ့နောက်တော့ထားတယ်ဆိုတော့ကြည့်လိုက်ရှင် group အနေနဲ့ဖြစ်သွားပြီး object ကနှစ်ခုအနေနဲ့ဖြစ်သွားတယ်ဒါပေမဲ့ကျွန်တော်ပြောပြီးတဲ့အတိုင်းပါပဲခင်ဗျားတို့ဆိုလို့ရှိရင် object ကို slash မှာပြီး history ကိုဖြတ်ချခဲ့ပါဘာလို့ history ရမလို့အပြင်နဲ့ရှုံနေလို့ဖြစ်ဘူးဆိုလို့ရှိရင်ဒါတော့ဒီ object ကနှစ်ခုဖြစ်သွားပြီဆိုတော့တစ်ပေါင်းနဲ့မရှိနေတော့ဟုတ်ပြီကျွန်တော်တို့တကားဆက်ပြီးတော့တွားလိုက်အောင်ဒီကနောက်ဆိုလို့ရှိရင် pilot ကမှန်ပြီးပေါက်ကလည်း2 meter ဆိုပဲကျွန်တော်တို့ဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်လဲဆိုလို့ရှိရင် S2 ဒီနေရာမှာနည်းနည်းလေးကူးစားရလိမ့်မယ်အဲဆိုရင်ရောက်စားပါလိမ့်မယ်ကျွန်တော်ပြင်မယ်အဲဆိုလို့ရှိရင်နောက်ကထပ်ပြီးတော့ S2 လုပ်မယ် S2 ဆိုလို့ရှိရင် wire frame နဲ့ကြည့်လိုက်ပါနော်ဒီနေရာမှာနည်းနည်းပြတ်မှရှုပ်ထွေးတယ်နည်းနည်းကျွန်တော်ပြင်ရလိမ့်မယ်ဆိုတော့နော်ဒီလိုကြည့်လို့ရှိရင် line တွေကမညီဘူးဖြစ်နေတယ်နောက်ပြီးတော့ကျွန်တော်တို့တိုင်းလိုက်ပြီးတော့ဒါတွေကို customer လုပ်ရလိမ့်မယ်အဲ့ဒါခက်ခဲရင်တော့မပေါ့ဘူးဆိုတော့ရှင်လုံးနေကြဆိုရင်တော့ခင်ဗျားတို့ဘောပါသွားလိမ့်မယ်ဆိုလို့ရှိရင် pattern ဆိုရင်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဥစားပြင်ပေါင်းနေနဲ့ကျွန်တော်ရဒီကောင်တော့ကျွန်တော်ဒီတိုင်းပဲထားလိုက်ဘာလို့ဆိုရင်ကျွန်တော်က thanks for ဆိုလို့ရှိရင် movie နေနဲ့ပန်တီးတဲ့အခါမှာမျိုးမှာပဲဖြစ်ဖြစ်เนาะဆိုလို့ရှိရင်ကျွန်တော်တို့ game မှာပဲဖြစ်ဖြစ်တခါလေတစ်ခုလေကိုကျွန်တော်เนาะ story ပေါ်မှာမူတည်ပြီးတော့အချိန်လေးအောင်မူတည်ပြီးတဲကနေ peacock ကနေထိုင်နေ view ကကျွန်တော်တတ် model ဆွဲမယ်အပြင်ဘက်ကနေမြင်ရမယ့်ဥစားတတ် model ဆွဲမယ်နှစ်ခုရောပြီးတော့တပေါင်းနဲ့ဆွဲပြီးတော့ကျွန်တော်တို့ animation လုပ်တာအရန်ကိုခက်ခဲတတ်တယ်ဟုတ်ပြီကျွန်တော်ဒါဒီလိုထားလိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင်ဒီကောင်ဝင်ရိုးကိုတရားကြည့်ပါဒီကောင်ရဲ့ not bible ကိုတရားကြည့်ပါဒီ center မှာရှိနေတာပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲဆိုရင်ဒီကောင်ကို control D နဲ့เนาะဆိုလို့ရှိရင် duplicate เนาะ edit ဆိုလို့ရှိရင်ဒီမှာ duplicate เนาะဆိုလို့ရှိရင်เนาะ duplicate control D နဲ့ကျွန်တော် duplicate လုပ်လို့ရတယ်နော်ဆိုလို့ရှိရင်အဲ့တော့ control D ဆိုလို့ရှိရင်ကျွန်တော် duplicate ဒါဆိုရင်နှစ်ထပ်ဖြစ်သွားပြီအဲ့တော့ခင်ဗျားတို့ outline တော့ပြန်ကြည့် object ကနှစ်ခုဖြစ်နေတယ်
နော်ဒီမှာနာမည်ကျွန်တော်မပေးခဲ့သေးဘူးအဲ့တော့ကျွန်တော်ဘာလုပ်မလဲဆိုရင် scale မှာ -1 တော့ပေးလိုက်နော်ဆိုရင်ဒီလိုလုပ်လို့ရလားဆိုတော့ Maya မှာလုပ်လို့ရပါတယ်ဆိုတော့ -1 ဒီကောင်ကို select လုပ်မယ်ဒါကို select လုပ်မယ်ပြီးလို့ရှိရင်ကျွန်တော် combine လုပ် combine ကဘယ်ထဲမှာရှိလဲဆိုတော့ mesh မှာရှိရဲ shortcut ကိုကျွန်တော်ရဲ့ customer ကျွန်တော် set ပြီးဆိုတော့ကျွန်တော် combine လုပ်လိုက်မယ်ဒါဆိုလို့ရှိရင် object နှစ်ခုကနေပေါင်းပါပြီ history ကိုပြတ်ချခဲ့ပါပြီးလို့ရှိရင်ကျွန်တော်တော့ဒီကနေပြန်ကြည့်မယ်ဆိုတော့ wireframe နဲ့ကြည့်မယ်ဆိုလို့ရှိရင် vertex ကိုအကုန်လုံးနော်လေကောင်က vertex ပေါ့နော်ဆိုလို့ရှိရင်အကုန်လုံး select လုပ်မယ်Vertex အကုန်လုံးကိုကျွန်တော်တို့ select လုပ်မယ် select ပြီးတော့ right click နဲ့ဆိုလို့ရှိရင် merge vertex အောင်ဆိုတော့ merge vertex center ကိုတောင်းလို့ပါနဲ့ merge vertex အဲ့တော့ option ကဆိုလိုချက်ကပါလဲဆိုတော့ခင်ဗျာတစ်ခုနဲ့ vertex တစ်ခုနဲ့တစ်ခုဘယ်လောက်ဝေးလဲဆိုတာကိုဒါဆိုလိုချက်ဖြစ်တဲ့ draw ဆိုတော့เนาะဆိုတော့ max မှာလည်းတူပဲ max မှာဝဲနဲ့တူပဲဒီမှာတော့ merge လို့တယ် max မှာဝဲလို့တယ်ဆိုတော့တော့ပဲအဲ့တော့ဆိုလို့ရှိရင် vertex နှစ်ခုရအကွာဝေးဆိုတော့ခင်ဗျာအများကြီးပြေးလိုက်လို့ရှိရင်အကုန်လုံးပေါင်းသွားလိမ့်မယ်အဲ့တော့ကျွန်တော်တို့လိုတော့ပဲကျွန်တော်ပေးပြီးတော့တစ်ကောင်ကိုmatch လုပ်လိုက်နော်ဆိုလို့ချင်းပေါင်းတယ်မပေါင်းတယ်ဘယ်လိုသိမလဲဆိုတော့နောက်ပိုင်းမှာကျွန်တော်ရှင်းပြမယ်ဒါပေါင်းတော့လားမပေါင်းတော့လားဆိုတာဟုတ်ပြီကျွန်တော်တို့ဒီကောင်ကိုဒီလိုရပြီဆိုတော့ donate to စာပဲဒီဥစ္စာကိုလည်းကျွန်တော်ပြင်ကြည့်ပါသူရုံဝင်လို့ center မှာရှိလားမရှိလားဆိုတာကိုပြင်ကြည့်မယ်ကြည့်ပြီးလို့ရှိရင် control D လုပ်မယ်ဆိုလို့ရှိရင် x ကို -1 ပေးမယ်နော် scale ပါဟုတ်ပြီဟော selection လုပ်မယ်ကြည့်ပြီးလို့ရှိရင် match လုပ်မယ်ပုံစံတိုင်းပဲဒီနေရာမှာကျွန်တော်တို့ပို့ဆိုတယ်နော်ဆိုလို့ရှိရင် match ရဲ့ amount ကိုအများကြီး transfer ကိုအများကြီးပေးလိုက်လို့ရှိရင် vertex တွေအရင်ပေါင်းသွားလိမ့်မယ် sorry ဆိုလို့ရှိရင် shift ကိုင်ပြီးတော့ right click နဲ့ match vertex ဒီကတော့ option ကိုကျွန်တော်မဖွင့်တော့ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ရပြီဆိုတော့ကျွန်တော်တို့ဒီပုံစံတိုင်းကျွန်တော်တို့ရှိဆိုလို့ရှိရင်နှစ်ခုကိုကျွန်တော် select လုပ်ပါပြီးလို့ရှိရင် match ကပြန်လုပ်မယ် history ကိုဖြတ်ချဒီနေရာမှာကျတော့ကျွန်တော်ဘယ် vertex တွေပေါင်းခိုင်းမလဲဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာနောက်ထပ် tools တခုကိုကျွန်တော်ထပ်သုံးလိုက်ဆိုလို့ရှိရင်ခင်ဗျားတို့ vertex ပေါင်းလို့ရှိလို့ရှိရင် vertex တွေကဘယ်လိုပေါင်းလဲမပေါင်းလဲဆိုတော့ခင်ဗျားတို့မမြင်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော် match h 2ကိုကျွန်တော်ဆိုလို့ရှိရင် match h နော် shift ကိုင်ပြီးတော့ right click နဲ့ပဲ match tools ဆိုလို့ရှိရင်အဲ့တော့ wireframe နဲ့ကျွန်တော်ကြည့်လိုက်ပါတော့မဟုတ်ကျွန်တော်တို့ဘာလဲဆိုရင်နော် file on ထားလို့ရှိရင်ဒီမှာ shading wireframe ကိုကျွန်တော်ဟောလိုက်ဆိုလို့ရှိရင်ကျွန်တော်ဒီဥစ္စာနော်ဆိုလို့ရှိရင် click လုပ်မယ်နောက် click လုပ်မယ်ပြီးလို့ရှိရင် enter ရိုက်မယ်ဒါဆိုလို့ရှိရင်ပေါင်းသွားနောက်က y ကိုယူအဲ့တော့ enter မြေပြင်နဲ့ y ကိုပဲယူပါဆိုလို့ရှိရင် y ပေါင်းရမယ်တကယ်လို့ခင်ဗျားကလောက်တာမှားနေလို့ရှိရင်ဒီမှာ warning ပေါ်မယ် error ပေါ်မယ်နော်ဆိုလို့ရှိရင်ဟုတ်ပြီအဲဆိုတစ်ချက်ပဲကျွန်တော်နေတဲ့အတွက်ကြောင့် error ပေါ်တယ်ဟုတ်တယ်မရအောင်ဒီပုံစံနဲ့ပဲလောက်သွားပါဘာလို့ဆိုတော့နောက်ထပ်2တစ်ခုကိုခင်ဗျားတို့ဆက်ပြီးတော့တိတ်သွားစေချင်တဲ့သဘောပါပြီးပါပြီဒီနေရာမှာကျွန်တော်ဆိုလိုချက်ကပါလို့အပေါ်ပိုင်းကိုကျွန်တော်လုံးဝမဆက်ထားဘူးအောက်ပိုင်းကိုပဲကျွန်တော်ဆက်ထားတယ်ဘာဖြစ်လို့ဒီလိုလုပ်တာလဲဆိုလို့ရှိရင်ဘာလို့ဆိုလို့ရှိရင်ဒီကောက်နေမတူနေလို့တကယ်တော့ဒီလိုကောက်နေတူအောင်လုပ်လို့ရှိရင်ဒီဘက်မှာပိုလီကိုပုံများလာမယ်ဒါဆိုလည်းအဆင်မပြေဘူးဘာလို့ဆိုတော့ဒီနေရာမှာဆက်ကြောင်းတိုင်းနဲ့ကျွန်တော်ထားမယ်เนาะ animation လုပ်လို့ရှိရင်ဒီဆက်ကြောင်းတိုင်းနဲ့ကျွန်တော်ထားမယ်လို့ရည်ရွယ်တဲ့အတွက်ကြောင့်ဒီလိုပဲလုပ်တာနော်ကျန်တဲ့အကြောင်းတော့မဟုတ်ပါဘူးဆိုတော့ကျွန်တော်ဒီမှာတခါထပ်ပြီးတော့ဒီကောင်နော်နည်းနည်းလေးဆိုလို့ရှိရင် adjust လုပ်ခြင်းလုပ်လို့ရမယ်ဒီနေရာမှာတော့ခင်ဗျားတို့နည်းနည်းအတွေ့အကြုံလုပ်ပါလိမ့်မယ်ဒါတော့ဒီတိုင်းပဲဘာမှတက်ခက်ခဲရင်တော့မဟုတ်ပါဘူး
နောက်တစ်ခါကျွန်တော်တစ်ခါတက်ပြောမယ်ဒါ detail drawing မဟုတ်ပါဘူးကျွန်တော်နော်ဆိုလို့ရှိရင်ဗာလဲ low polygon နဲ့နော် third party ဖြစ်တဲ့အတွက်ကြောင့် low polygon နဲ့ဆွဲတာဖြစ်ပါတယ်ဆိုလို့ရှိရင် animation မှာမြန်မြန်ဆန်ဆန်ပြလို့ရဖို့အရေးကြီးတယ်ဆိုတော့ကျွန်တော်တို့ဒီပုံစံတိုင်းကျွန်တော်တို့ရပြီဆိုလို့ရှိရင်ဒီ vertex ဆိုဒီမှာ snapping to ဆို move to နဲ့ snapping v ကို control နော်ဆိုလို့ရှိရင် v ကိုကင်ပြီးတော့ mouse button နဲ့ကျွန်တော် snap လုပ်မယ် snap လုပ်တဲ့နေရာမှာ max ဆက်ပို့ပြီးတော့အများကြီးပို့လွယ်ပါတယ်ကျွန်တော်တို့မှာပုံနေတဲ့ vertex ကိုဖြတ်ချခဲ့ကျွန်တော်တို့ဒီပုံစံတိုင်းကျွန်တော်ရပြီဒါကမှန်ဆိုလို့ရှိရင်ဒီဥစ္စာကျွန်တော်နောက်တစ်ခုကကျွန်တော်ဘာလုပ်မလဲဆိုတော့မှန်ကိုကျွန်တော်တို့ဖြုတ်ထုတ်ဆိုလို့ရှိရင်ဒီမှာဒီကောင်ကကျွန်တော်မှန်လို့ယူဆတယ်เนาะဆိုလို့ရှိရင်မှန်လို့ယူဆတယ်ဆိုတော့ဒီကောင်ကိုကျွန်တော်ဖြုတ်ထုတ်မယ်ထုံးဆိုတော့အတိုင်းပဲ extra face เนาะ extra face ဒီနေရာမှာတော့ကျွန်တော်ဘာလို့ဆိုမှန်ကိုနည်းနည်းပို့ထောင်းလုပ်လိုက်ပါနော်ဆိုလို့ရှိရင်နည်းနည်းအထက်ကိုနော်အထက်ကိုနည်းနည်းပေါ့တိတ်အများကြီးတော့မဟုတ်ဘူးဟုတ်ပြီကျွန်တော်တို့ရပြီဆိုတော့အဲ့တော့ဒီကပြန်ပြီးတော့ history ကိုပြတ်ချလိုက်အောင် history ကိုခင်ဗျားဒီမှာကျွန်တော်နော်ဆိုလို့ရှိရင် recording size သိနေလို့ history အတိုင်းလိုက်မမြင်အောင်ဒီလိုခင်ဗျားတို့ monitor ပြည့်ဆိုလို့ရှိရင်တော့ဒါတွေကိုအကုန်လုံးမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်နော်ကျွန်တော်ဒီနေရာမှာပါလဲဆိုလို့ရှိရင်ကျွန်တော်S2 ကိုလောက်လိုက် S2 လောက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်မြင်လို့ပြင်တစ်ခုကိုနော်ဆိုနည်းနည်းလေးပဲအပေါ်ကကိုနည်းနည်းလေးပဲနော်အထိုးရလဲကြည်ပါအရန်ပါနေလို့ရှိရင်လောကကန်ရမယ်ခက်တယ်အဲ့တော့လောက်ပဲရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကောင်းတော့အဆင်ပြေပြီအဲ့တော့နောက်တစ်ခါပါလဲဆိုလို့ရှိရင်ကျွန်တော်အတွင်းဘက်ကမျက်နှာပြင်တွေကိုselection လုပ်ပြီးတော့နောက်တစ်ခါ S2 ပဲထပ်လုပ်ဒီနေရာမှာနည်းနည်းလေးစက်တနာနည်းနည်းရှိတတ်တယ်နောက်ဆိုလို့ရှိရင်ဘာလို့ဆိုလို့ရှိရင်မျက်နှာပြင်မညီတဲ့အတွက်ကြောင့် S2 က offset တရားမညီဘူးဒီသဘောတရားကသင်္ချာသမားတိုင်းနောက်စကင်တော့သင်္ချာနည်းနည်းဖြစ်လို့ရှိရင်ဒါတွေကနားလေတယ်နော်ဆိုလို့ရှိရင်ဒါထားလိုက်ပါကျွန်တော်တို့နောက်မှရှင်းကြအောင်အဲ့တော့ကျွန်တော်ဘာလုပ်မလဲဆိုရင်ဒီ edge ကိုကျွန်တော် select မှာတော့နေတော့ပဲအတွင်းဘက်က edge ကိုလည်းကျွန်တော် select မှာမယ် select မှာတဲ့နေရာမှာနည်းနည်းသိထားပါဆိုတော့မလိုတိုင်းမှတ်ပြီးတော့ဒီကနေ့ကြာရင်ပုံတွေကအမှားတွေပြန်ပြင်ရလို့ရှိရင်ပုံပြီးတော့ခက်ခဲသွားတတ်တယ်ဟုတ်ပြီရပြီကျွန်တော်ဒီတိုင်းပဲဒီလိုပဲထားမယ်ထားပြီးလို့ရှိရင်ကျွန်တော် face ကိုပြင်ယူမယ်အောက်ဘက်က face ကိုကျွန်တော်ဖြတ်ချလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီကောင်ကိုကျွန်တော်အလုပ်မယ်ဆိုလို့ရှိရင် extra လုပ်မယ်ဆိုလို့ချက်ကကျွန်တော်မှန်ကိုအပြာကြီးတက်ပဲလုပ်တယ်တူအနေနဲ့မလုပ်ဘူးဘာလို့ဆိုလို့ရှိရင်ဒါအပြင်ကနေမြင်ရမယ်ဆိုတဲ့အတွက်ကြောင့်မှန်ကိုတူအနေနဲ့မလုပ်ဘူးအပြာကြီးပဲလုပ်တယ်ဆိုလို့ရှိရင်ကျွန်တော် object ကိုတစ်ခါကြာဖြောက်ထားကြည့်ပါဆိုလို့ရှိရင်ဖြောက်ထားတာဘာလို့ဆိုလို့ visibility မှာ0ရိုက်ထည့်တယ်ရတယ် off ရိုက်ထည့်တယ်ရတယ်သို့မဟုတ်ဆိုလို့ရှိရင် control h ကိုရိုက်ထည့်တယ်ရတယ်ဒါ object ကိုဖြောက်ထားတာပြီးလို့ရှိရင်ဘယ်အရင်ပြောက်ခေါ်မလဲဆို outliner ဖွင့်လိုက်ပါ outliner ထဲမှာကျွန်တော်တို့နောက်ဆိုလို့ရှိရင်ဒီပြောင်းနေတဲ့ဟာတွေကျွန်တော်ဒါတွေကို number 1ရိုက်ထည့်ပြီးတော့ပြန်ခေါ်လို့ရတယ်ဟုတ်ပြီနော်ဆိုလို့ရှိရင်စသဖြင့်တော့နည်းနည်းရှုပ်ထွေးလေးမျိုးတင်နေတာပဲနောက်ပိုင်းမှာလွယ်ပါတယ်ဟာယာ3ဆွဲလို့လွယ်ဆုံးစုံပေါ်တစ်ခုပါဆိုတော့ကျွန်တော်တို့နော်အဲ့လိုမျိုးဆိုလို့ရှိရင် select မှာမယ် S2 လို့ဟုတ်ပြီဆိုတော့ခဏထားလိုက်ကျွန်တော်ဒီ object ကရှော့နေဆိုလို့ရှိရင်ဒီမှာ vertex ကိုဒီတိုင်းခင်ဗျားတို့တော့ set လို့ရှိရင်ရပြီဒါမှမဟုတ်လို့ရှိလို့ရှိရင်ဒီမှာတော့ကျွန်တော်အလွယ်တကူပဲဒီလိုပဲတော့ set လိုက်မယ်နော်ဆိုလို့ရှိရင်
object အဲ့တော့ဒီနေရာမှာကြည့်ဆိုလို့ရှိရင် h2 ပေါ့နော် h2 ဆိုလို့ရှိရင်ဒီနေရာမှာနည်းနည်းလေးဟုတ်ပြီဆိုလို့ရှိရင်မဆက်ပဲထားရင်တော့ရလားဆိုမဆက်ပဲထားလည်းရပါတယ်နောက်ဆိုလို့ရှိရင်ဒါတိတ်မမြင်နိုင်တော့ပါဒါပေမဲ့တေးကြအောင်တော့ဆက်ခဲ့တာပိုကောင်းပါတယ်ဘာလို့ဆိုဒီပုံတော့ပြင်မယ်အဲ့တော့ဆိုလို့ရှိရင်ကျွန်တော် right click လေးနဲ့ merge လုပ်မယ် merge h2 ကိုကျွန်တော်စောစောလို့ရလားဆိုလို့ရှိရင်ရပါတယ်နော် vertex ကို merge လုပ်လည်းရပါတယ်ဆိုလို့ရှိရင် match လုပ်လို့ရှိရင် line တွေကိုကြော်ပြီးတော့လုပ်လို့မရဘူးဒါကိုတွေ့ရပါဆိုလို့ရှိရင် line တွေအထူးတွေလုံးဝမရှိတော့ဘူးဒါအကုန်လုံး match ပြတ်သွားပြီဆိုတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင်နောက် outline လာတယ်မှာဒီကောင်တွေကို select လုပ်ပြီးတော့ပြန်ခေါ်အဲ့တော့နောက်တစ်ခုကိုကျွန်တော်တို့ဆက်ပြီးတော့ရှင်းအောင်အဲ့တော့ဒီမှာဆိုလို့ရှိရင်ခင်ဗျားတို့ကြည့်လို့ရှိရင်ဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော် line ကိုဖြောက်လိုက်လို့ရှိရင်ဘာလဲဆိုလို့ရှိရင်မှန်က smooth မဖြစ်ဘူးပေါ့နော်ဒါဒီလိုမျိုးကို mask မှာ Maya မှာဘယ်လိုသုံးလဲဆိုတာဒါပြောရဲတိတ်ခက်ခဲနေမှာပေါ့ဆိုလို့ရှိရင်ဒီ object ကို select မှာလိုက်ဆိုလို့ရှိရင်ခင်ဗျားတို့ smooth ဖြစ်ချင်တဲ့ line တွေကိုလိုက်ပြီးတော့ select မှာလိုက်ဆိုတော့ပြီးလို့ရှိရင် shift ကိုင်လိုက်နော် shift ကိုင်ပြီးတော့ right click နဲ့ soft edge hard edge မှာ soft edge လုပ်ပြီးဒါဆိုလို့ရှိရင် object ကမြင်တဲ့ပြန် smooth ဖြစ်သွားပြီအဲ့တော့ခင်ဗျားလိုချင်တဲ့ line တွေကိုဒီတိုင်းပဲလိုက်ပြီးတော့ smooth ပြအောင်ဆိုကြပါစို့ဒီနေရာမှာဆိုပါတော့နော်ဒါကပြင်စရာရှိသေးတယ်လို့လည်းဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲဆိုလို့ရှိရင်ဒီနော်ဆိုလို့ရှိရင် soft edge ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင် soft ဖြစ်သွားပြီဟုတ်ကဲ့နောက်တစ်ပိုင်းအနေနဲ့ကျွန်တော်ဆက်သွားအောင်ဘာလို့ဆိုတော့နောက်တစ်ခုကဒီကိုတောက်ပေါ့နော်ဆိုလို့ရှိရင်တောက်ဆိုတော့ဒီကောင်အားလည်းတိတ်ပြီးတော့ခက်ခဲနေမှာမဟုတ်ဘူးနော်တော်တော်လေးကြည့်အောင်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ guideline တစ်ခုသုံးပါမယ် guideline တစ်ခုမှာကျွန်တော် curve เนาะဆိုလို့ရှိရင်ဒီ curve အဲ့တော့ဒီ curve ကခင်ဗျားတို့ option တွေနဲ့ browser option တွေရဆိုလို့ရှိရင်ဒီကောင် 2.0 3.0 ကျွန်တော်ပေးထားတယ်တကယ်တော့ online ဖြစ်လို့ရှိရင်ဒီ option ကိုခင်ဗျားတို့ပြင်မယ်ကျွန်တော်မြင်ပြဆုံးမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကောင်ကို selection လုပ်ပါတော့ဆိုလို့ရှိရင်ဘာလို့ဆိုတော့ browser 2.0 ဆိုလို့ရှိရင် one line ရဆိုလို့ဒါဆိုရင်မြင်ပြပေါ့เนาะဆိုတော့ဘာလို့ဆိုတော့ဒီဥစ္စာကို double click နဲ့လိုက်ရပါမယ်နော်ဒါမှမဟုတ်လဲဆိုလို့ရှိရင်ခင်ဗျားတို့ကဘာလို့ဆိုလို့ရှိရင်ကျွန်တော် surface မှာဒီ curve ကိုနော် create နော်ဆိုလို့ရှိရင်ဒီ create မှာဒီ curve ကိုလိုက်ရှာရ option ကိုပေါ့အဲ့တော့ဒီမှာတော့ဒီတိုင်းပဲကျွန်တော်သုံးရလိမ့်မယ်ဆိုလို့ရှိရင်ဒီအလဲကောင်လောက်ကမှန်ပြီးတော့နော်ဆိုတော့ဒါကဘာလဲဆိုတော့ကျွန်တော် guideline ပေးရတဲ့ပုံပါပဲကျွန်တော်ဘာကြောင့်ဘာတော့မှမသုံးပါဘူးဆိုလို့ရှိရင်ပြီးလို့ရှိရင် enter ရပါနော်ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော် from view ကနေကျွန်တော်ကြည့်အောင်ဆိုတော့ဒီကောင်ကိုရှင်းမယ်ဆိုလို့ရှိရင်ဒါကျွန်တော် from view ကိုမသုံးထားတဲ့အတွက်ကြောင့်တော့ from view ကဝင်ဖြစ်နော်ပြင်နေဘူးဒါပေမဲ့တခုတော့ရှိရဲပါလို့ဆိုကျွန်တော်များသောအားဖြင့်ကျွန်တော် excel ပြောင်းပြန်ဘက်ကိုကျွန်တော်ပါပြီဆိုတော့ကျွန်တော် site ကကျွန်တော်တို့ချင်း site ကတခြားပဲဖြစ်နေတယ်။ Okay ဆိုလို့ကို -1 ပေါ့နော်ဆိုလို့ရှိရင် Okay ဒီလိုကျွန်တော်ဖြစ်တယ်။ဆိုတော့ကျွန်တော်ဒီမှာဘာလုပ်မလဲဆိုလို့ရှိရင်ဒီကောင်ကိုနော်ဒီမှာ surface ကိုပြောင်းလိုက်ပါနော် surface ကိုပြောင်းလိုက်ပါဒီနည်းကိုမသုံးလည်းရပါတယ်ကိစ္စတော့မရှိဘူးနော်ဆိုလို့ရှိရင်မဆိုခင်ဗျား3 2 စီများနေလို့ရှိရင်နည်းနည်း
ဝေဝါဖြစ်ပါမယ်ဆိုလို့ပြောအောင်ဆိုလို့ရှိရင် Rubik curve เนาะဆိုတော့ Rubik curve မှာဆိုလို့ရှိရင် number span 2เนาะဆိုလို့ရှိရင် apply လုပ်လိုက်အဲ့တော့ဆိုလို့ရှိရင် edit point ဘယ်နှခုရှိလဲဆို edit point 3ခုရှိဆိုတော့ဆိုတော့ edit point 2ခုပဲရှိအားဒါဘယ်လိုသိလဲဆိုတော့အားလို့ဆိုတော့ကျွန်တော်စဆွဲတာ1 line နဲ့လည်းဆွဲလို့ကြောင့် edit point ကိုအဲ့တော့ display မှာ nav မှာ edit point မှာဆိုလို့ရှိရင်ကဒီအလဲကောင်ကိုအမှတ်ကိုလုပ်ချင်လို့ပါမှာတော့မဟုတ်ဘူးဆိုတော့ကျွန်တော် create polygon မှာလုပ်မယ်ကျုပ်เนาะဆိုတော့ကျုပ်ပြီးလို့ရှိရင်ကျွန်တော် view ကိုင်မယ်ပြီးလို့ရှိရင် middle mouse button နဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီကောင်ဟုတ်ပြီဒီမှာကျွန်တော် size ပေါ့နော်ဆိုတော့ဘယ်လောက်ရှိမလဲဆိုတော့ command တစ်ခုရေးကြည့်ပါမယ်ဒါတော့ကျွန်တော်ကိုယ်လည်းလုပ်ကြည့်မှသိတယ်ဟုတ်ပြီဆိုတော့ from view ချက်ကြည့်အောင်ဒါပါပဲကျွန်တော်ပြီးဆိုတော့နော်ဆိုလို့ရှိရင်ဒီမှာတော့ဒီကောင်အပြားဖြစ်တယ်ပေါ့နော်ဆိုလို့ရှိရင်ဒီမှာကြည့်လို့ရှိရင်နည်းနည်းတော့ adjust လုပ်လာတာနည်းနည်းမှန်ပါစေနော်ဆိုလို့ရှိရင်ဒီ line ကိုဒီလိုနော်ဆိုလို့ရှိရင်ဒီနော်ဆိုတော့ transform to ဖွင့်ထားလို့လည်းရပါတယ်နော် transform to ဖွင့်ထားလို့ရှိရင်တော့ပိုလွယ်တာပေါ့ဆိုတော့ကျွန်တော်ဒီမှာဒီကောင်ကိုနည်းနည်းပြလိုက်ပါ side view ကကျွန်တော်ကြည့်ရတော့ side view က flat ကတော့နေတော့ပဲကျန်တဲ့နေရာဖွင့်ပြဆိုတော့ကျွန်တော် vertex source လည်းမပဲကျွန်တော်ဒီမှာ face မလုပ်သေးဘူးเนาะ face ကြောင်းကျွန်တော်နောက်မှထပ်ပြီးတော့ရှင်းမယ်ကြော်တော့လို့လည်းပါကိစ္စမရှိပြီးလို့ရှိရင်shift ကိုင်ထားပြီးတော့ loop 2ကိုတော့မယ်ဟိုတနည်း loop 2ကိုကျွန်တော်သုံးပေးပြပါပြီကျွန်တော်ဗီဒီယို download လုပ်ထားရင်ပြန်ကြည့်လို့ရပါမယ်ရှင်ကျွန်တော်နောက်က loop 2ထပ်ပြီးတော့ဒါအကျမ်းပါပဲဆိုလို့ရှိရင်ဘာလို့ဆိုကျွန်တော် smooth လုပ်လို့ရှိရင်ဒီဥစ္စာ automatic သွားလို့ပြီးသွားတယ်နော်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဆိုတော့ရပြီပေါ့နော်အဲ့တော့ဘာလုပ်မလဲဆိုလို့ရှိရင်ဒီကောင်ကျွန်တော် slam ပါမယ် slam မှာပြီးလို့ရှိရင် cut face နော်ဆိုလို့ရှိရင်ဒီကောင် cut face ကျွန်တော်တောင်းလိုက်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီမှာအပြတ်တစ်ခုပေါ့နော်ဆိုလို့ရှိရင်အပြတ်တစ်ခုအနေနဲ့ကျွန်တော် share ဆိုတော့ကျွန်တော် sorry နော်ဒီနေရာမှာ shift ကိုခိုင်းတာပါအောင်ဟုတ်ပြီဆိုတော့ကျွန်တော်အလဲကောင်အောက်စာကိုပေါ်အောက်စာကိုဖြတ်ချလိုက်ပြီးတော့ရှင်နော်ဆိုလို့ရှိရင်ဒီကောင်ကို show ရမယ်ပြီးတော့ H2 တော့နော်ဆိုရင်ဒီ H2 မှာတော့ကျွန်တော် move to ပဲကျွန်တော်အသုံးပြုပြီးဆွဲသွားလိုက်မယ်အဲ့တော့နော် scale လုပ်မယ်ဒီမှာရတဲ့အတိုင်းပဲတော့မှာအဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီမိနစ်ကကျွန်တော်ဒီကောင်ကို face လုပ်ထားတယ်ကိုမြရတဲ့အတိုင်းပဲကျွန်တော်သုံးနေတဲ့အတွက်ကြောင့်
နော်ဆိုလို့ရှိရင်ကျွန်တော်ဒီပုံစံတိုင်းကျွန်တော်အကြံဉာဏ်ရတယ်ဗျာဟုတ်ပြီအဲ့တော့ဒီကကျွန်တော်ဘာသုံးလဲဆိုလို့ရှိရင်ကျွန်တော် s2 ကိုထပ်ပြီးတော့သုံးမယ်ဒီကကြလို့ရှိရင်တော့ကျွန်တော်ဒီစက် coordinate ကနေကျွန်တော်အသုံးပြုပါဆိုတော့နည်းနည်းကျွန်တော်လွယ်တယ်ဟုတ်ပြီရပြီနောက်က s1 မှာs2 ဒီမှာတော့ကျွန်တော် scale ထုတ်လိုက်မယ်နော်အဲ့တော့ဒီမှာနည်းနည်းလေးတခြားကြည့်ပါကျွန်တော်နောက်ထပ် loop ကိုခပ်ပါပါပေးထားမယ်ပြီးလို့ရှိရင်လည်းဒီမှာလည်းဆိုလို့ရှိရင်ဒီမှာနောက်တစ်ချက်ပြန်ကြည့်ပါအဲ့တော့ဘာလို့လဲဆိုတော့ဒီမှာ card face ဆိုတော့နော်ဒီအောက်ကနည်းနည်းလေးပုံပြထားပါနောက်က card face ဆိုတဲ့ဒီနှစ်ခု line နှစ်ခုကျွန်တော်တို့သုံးထားပါနောက်တစ်ခုကဘာလဲဆိုရင်ဒီမှာလည်းကျွန်တော်တို့ card face ဆို line နှစ်ခုသုံးထားပါအဲ့တော့အလဲကောင်မတော့တောင်းတယ်ကိစ္စမရှိဘူးရတယ်ဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲဆိုရင်ကျွန်တော် custom tool နဲ့ smooth လုပ်မယ်ဆိုလို့ရှိရင် smooth ကဘာ polygon နဲ့မှာ mesh မှာဆိုလို့ရှိရင် smooth ပေါ့နော်ဆိုလို့ရှိရင်တော့ဒီကောင်ဒီလို smooth ဒီနေရာမှာနည်းနည်းလေးပဲပြင်စရာရှိပါတယ်ဘာလဲဆိုလို့ရှိရင်ကျွန်တော်ဒီဘက် take ပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်ဘာ tools နဲ့ပြင်မလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ soft နော်ဆိုလို့ရှိရင် soft selection ပေါ့နော်ဆိုလို့ရှိရင် mesh မှာလည်းရှိပါတယ် soft selection အဲ့ဒီကောင်ကိုဆိုလို့ရှိရင် soft selection နော်ဆိုလို့ရှိရင် soft selection ကိုနိုင်မယ်ပြီးလို့ရှိရင် wireframe comment တွေမှာနည်းနည်းလေးတွေ့ထားပါဆိုလို့ရှိရင်ဒီနေရာမှာနော်ဆို object mode ထားလိုက်မယ် component mode ပုံထားလိုက်နော် soft selectionဆိုလို့ရှိရင်ဒါကျွန်တော်တို့ soft selection အရင်တော့အမောင်းကအရင်များတယ်ဒီမှာတော့ attribute ကိုကျွန်တော်တို့ပြင်ရလိမ့်မယ်ဆိုလို့ရှိရင် attribute ဆိုတော့ကောင်5ပေးထားတယ်ကျွန်တော် attribute ကိုတော့ဆိုလို့ရှိရင်1လောက်ကျွန်တော်ထားကြည့်မယ်ဒါဆိုရင်နည်းနည်းလေးတော့များနေတာပဲအဲ့တော့ဘာလဲဆိုတော့ 0.5 ကိုကျွန်တော်ထားပြီးလို့ရှိရင်နော်ဆိုလို့ရှိရင်ရပြီဒီကောင်နဲ့ဒီတိုင်းနဲ့ဒါမလိုတဲ့နေရာကိုတော်ပြီးတော့နေလို့ရတယ်နဲ့ဆိုလို့ရှိရင် 5နော်ဆိုလို့ရှိရင်ဒီလောက်ပဲကျွန်တော်ပြီးလို့ရှိရင်အသေးချာဒီကောင် history ကိုဖြတ်ချပြရလိမ့်မယ် history ဖြတ်ချလို့ရှိရင်ကျွန်တော်တို့လိုလားပဲနဲ့ပြန်လာရချက်တယ်ဆိုတော့ဒီကောင်ကိုကျွန်တော် face ကို slap မှမယ်ပြီးလို့ရှိရင်ဒီ face ကိုနော်ဒီလိုလုပ်လိုက်ပါဒါဆိုလို့ရှိရင်ခင်ဗျားတို့လိုအပ်တဲ့တောက်တစ်ခုရပြီအဲ့တော့ကြည့်အောင်ဒီကောင်ဆိုလို့ရှိရင်ဒီရဲ့ရှေ့ပေါ့နော်ဆိုရင်ဒီရဲ့ရှေ့က soft ဖြစ်ဆိုလို့ရှိရင်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီရဲ့ရှေ့ကိုလည်းနော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒါခင်ဗျားတို့လိုတဲ့တောက်ရပြီအဲ့တော့ဒီနေရာမှာဒီမှာတောက်ရဲ့အရေးကိုဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ပြီးတော့မှကျွန်တော်ပြမယ်